အားလုံးပဲမင်္ဂလာပါ Audio by Flame Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စိုင်းစရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးထင်တဲ့တဆေအမေအမိရတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးအစဉ်နဲ့ဖြင့်စလိုက်ကြရအောင်ဦးအောင်ဒီမောင်ဘိုးထင်ဟာဆေးမြင့်ညောင်ပေါင်နီမန်းတဲ့ဖြင့်အောက်လန်းမှော်သွင်းခြင်းများကိုအခြေခံမှစပြီးသင်ကြားပေးခဲ့သည်မောင်ဘိုးထင်ဟာညာပိုင်းမှသာတင်ပြပြီးတော့နေကင်းဘက်တွင်တော့မောင်ဘိုးထင်အားနေသည်အားနေသောမောင်ဘိုးထင်သည်ညနေစာအတွက်နေ့လည်ကလေးကချက်ပြုတ်ပြီးတော့ရွာထဲမှာဖိုးထွေးတို့နွားကြောင်းရာသို့လွယ်အိတ်တစ်လုံးနှင့်လိုက်မြဲဖြစ်သည်ယခုလည်းဖိုးထွေးလိုလူပြိုပေါက်ဆများမောင်ဘိုးထင်လိုကလေးတများနှင့်ကျွဲနွားများကြောင်းနေကြသည်သူတို့သည်အရေးကောင်းသောတစ်ပင်အောက်တွင်ထိုင်နေကြ၏မောင်ဘိုးထင်သည်ဖိုးထွေး၏နသိုးကြီးကိုကြည့်ကာဟဲ့ကောင်တွေကြည့်စမ်းကိုဖိုးထွေးနွားနဲ့ဟိုဘက်စကြက်ကကိုသားရနွားနဲ့ဝှေ့ရင်ဘယ်နွားနိုင်လောက်လဲကိုဖိုးထွေးနွားကရွာမှာဘယင်းกว่าသူ့နွားဘွဲနိုင်မှာပေါ့ဖိုးထွေးတွေသူ၏နွားအားအမုန်းထင်နေကြသည်ဖြစ်ရာပြုံးပြီးသာသူ၏နွားအားသေးချာကြည့်နေတော့သည်ဖိုးထွေးကြမပြောလိုက်ရပေမောင်ဘိုးထင်၏နောက်ထပ်စကားကပေါ်လာကြသည်ရှောက်ပြောမနေနဲ့ရွာနောက်ပိုင်းကကိုသားရအဖေကအခုမှဝယ်လာတဲ့ဂျိုကုတ်ကလည်းအတော်မိုက်တာနော်ကိုဖိုးထွေးနွားမနိုင်တော့ဘူးဗျမောင်ဘိုးထင်၏စကားကြောင့်ဖိုးထွေးသည်မောင်ဘိုးထင်ကိုသေချာကြည့်လိုက်တယ်။ตาရနွားလောက်ကတော့ကွာငါနွားတစ်ချက်စောင့်တာတော့မရှိဘူး။ဟုတ်ပါမလားဗျာ။သိကြတယ်ကွာ။ကိုဖိုးထွေးပြောတာနော်။ရေရင်းဖြူနားမှာကိုတော်ရနွားကြောင်းနေတယ်။ကျုပ်သွားပြောကြည့်မယ်။သူလက်ခံရင်ကိုဖိုးထွေးနှစ်သိုးကရွာမှာအကောင်းဆုံးပဲ။သွားကွာအခုသွားပြောလိုက်။မောင်ဘိုးထင်သည်ကြောင်းစရာနွားမရှိ။ရွာမှာလည်းအဖော်မရှိတော့သူ၏အပေါင်းအသင်းများနွားကြောင်းရာသို့လိုက်လာခြင်းဖြစ်သည်နွားကြောင်းသားများကလည်းနွားများဝိမိပြုသောအခါတွားရောက်မောင်းနေကြသည်ဒါကြောင့်လည်းနွားတွေကမဝှေ့ကြတော့ထို့သောဖြင့်နွားကြောင်းသားများမောင်းလိုက်သည့်အတွက်မောင်ဘိုးထင်နွားဝှေ့တာကြည့်ကျင်တဲ့နေရာမှာမကြည့်ရအောင်ဖြစ်နေရတော့ဒါကြောင့်လည်းနွားဝှေ့တာကြည့်ကျင်သောမောင်ဘိုးထင်သည်ဖိုးထွေးရမခံကျင်အောင်စားလိုက်ခြင်းလည်းဖြစ်သည်မောင်ဘိုးထင်၏အကြံစီအခုတော့အောင်မြင်ပြီလည်းဖြစ်သည်ပေါ့သူနောက်ထပ်ကိုသားရနွားကြောင်းရရေတွင်းဖြူပတ်သို့တာအေးဟုအမိရသောနွားကြောင်းသားလေးနှင့်အတူထွက်လာလိုက်တော့သည်ဖိုးထွေးဆိုတဲ့ကောင်အဲ့လိုပြောလာဖို့တဲ့သူ့နားကရွာကနွားတွေဘယင်နဲ့ဗျာကျုပ်တော်မခိုင်းဘူးကျုပ်ကကိုသားရဂျိုကုတ်ကလည်းမခေဘူးနော်ဆိုတော့မရဘူးမယုံရင်ဒီကောင်တာအေးကိုမေးကြည့်ဟုတ်တယ်ကိုသားရဘိုးထင်ပြောတာဟုတ်တယ်ပလင်းတို့ဘူးစောတာအေးနဲ့ဘိုးထင်သည်လမ်းမာတဲ့ကညှိထားကြခြင်းလည်းဖြစ်သည်လောက်စလုံးများဖြင့်အလောင်းစားလုပ်ပြီးတော့တိုင်လုံးမြည်ဟုလည်းတိုင်ပင်ထားကြရာတာယာကြီးရှိတယ်နော်အတိုင်ဖောက်ညီနေကြခြင်းလည်းဖြစ်ပေသည်ကျုပ်တို့ကကိုဖိုးထွေးနဲ့တဖွဲ့တည်းနွားကြောင်းနဲ့ဆိုတာဘာလို့လဲသိလားအေးပြောအောင်ကွာကိုတာယာတို့နဲ့နွားကြောင်းညင်တာအခုကိုတာယာအဖေဝဲလိုက်တဲ့ဂျိုကုတ်ကကျုပ်နွားတွေကိုဝှေ့မှကြောက်လို့ဗျကိုဖိုးထွေးနွားကသိတဲ့အတိုင်းဟန်မဲရှိတာအေးအဲ့ဒါတော့ငါလက်ခံပါတယ်ဘိုးတယ်ကြားတယ်ကွာတတိရှိရင်ဒီနေ့နွားတိုက်မယ်လို့ပြောလိုက်မယ်ဗျာကိုသားရခမားကောင်တွေကိုလည်းပြောလောက်စလုံးနဲ့လောင်းလို့ရတယ်လို့ပြီးတော့စိမ်းစားကိုလည်းလောင်းလို့ရရနော်အေးပြောလိုက်မယ်ဟိုကောင်တွေလည်းထုံဖြုတ်ကုန်းမှာစိမ်းစားကိုတူးနေကြရတယ်အတော်ပဲတာအေးဒီမောင်ဘိုးထင်စိမ်းစားဦးနဲ့လောင်းလို့ရသည်ဆိုသည့်စကားကိုနားမလည်ပဲရှိနေမောင်ဘိုးထင်တာရကိုနှုတ်ဆက်ပြီးပြန်ချိန်တာအေးကစကားဆိုလိုက်သည်တာအေးထုံဖြုတ်ကုန်းကိုသွားကွာစိမ်းစားကိုရသလောက်တူးထားဘာလို့ဖို့တော့ဟာအဲကောင်တွေကစိမ်းစားဦးနဲ့လောင်းလိုက်မယ်ငါတို့လည်းစိမ်းစားကိုပြန်ဝင်ရမှာကွာသွားလွယ်ရေးအပြည့်တူးကြမယ်အကြံကြီးသူမောင်ဘိုးထင်သည်တာအေးဟာကိုသားတို့အဖွဲ့စိမ်းစားဦးတူးနေတဲ့ထုံဖြုတ်ကုန်းသို့လွှတ်လိုက်ပြီးနောက်စိမ်းစားဦးတူးထားစီကသူသည်လည်းပဲဖိုးထွေးအားပွဲဖြစ်ပြီးဟုသွားပြောရန်အတွက်ပြင်ဆင်နေတော့သည်တာရသည်သူ၏နွားကိုဆွဲလာပြီးသူ၏အဖွဲ့သားများရောက်လာသည်နှင့်ဖိုးထွေးသည်လည်းနွားကိုဆွဲပြီးတော့သူ၏အဖွဲ့သားများဖြင့်ရောက်လာလေတော့သည်မောင်ဘိုးထင်တဲ့တာကြီးသည်ကတပ်ပင်အရေးအောက်တွင်ရက်ဆောင်နေပြီးတော့လှမ်းခေါ်လိုက်ကအဲ့လူတွေဒီကိုလာခဲ့ကြခမားတို့နွားတွေကိုဘသူကြည့်ခိုင်းခဲ့လဲတယောက်ဆောက်ခိုင်းခဲ့တယ်ကွာပွဲစားအောင်နေပါဦးခမားတို့နှစ်ယောက်ကဟောဟိုကဦးကျော်လဲကွင်းကိုနွားဆွဲသွားကျန်တဲ့သူတွေကဒီလာခဲ့မောင်ဘိုးထင်စကားတိုင်းလူပြိုပေါင်း2ယောက်သည်တကယ်လိုက်လုံနေတော့သည်သူတို့၏နွားများကိုနှဖားကျိုးမှဆွဲပြီးမလန်မကန့်မရှိဦးကျော်လဲကွင်းတဲသို့ဆွဲတော့ကအတွန်ကွာဝေးသည့်နေရာတွင်တော့နွားတယောက်တစ်ကောင်ကိုဆွဲပြီးတော့ရက်လို့နေကြသည်နွားနှကောင်သည်ကလည်းခွာများရက်ပြီးတွန်းမြည်နေသည်မောင်ဘိုးထင်သား၏သည်နွားကြောင်သားများနှင့်အလုံးရှုပ်လို့နေသည်ဘယ်နွားဘက်ကလောင်းပါလဲဘယ်နွားဘက်ကလောင်းစားတူပဲတို့ကဒိုင်းဆိုပေမဲ့မင်းတို့ဒိုင်းမျှထိုးကြဖို့ကွာတစ်ဖက်တည်းအကုန်လောင်းလို့တို့ရှုံးရင်မရောဘူးနော်အဲ့ဒါတခါလေးပြောတာဟုတ်တယ်မျှတတော့လောင်းကြနှကောင်လုံးကတို့ရောက်ကနွားတွေကြီးပဲ
မောင်ဘိုးထင်နှင့်သား၏သည်လောင်းထားသောလောက်စလုံးနှင့်စိမ်းစားအုပ်များကိုမြေပေါ်မှပုံလိုက်ပြီးတော့ဘသူလောင်းထားသည်ဆိုသည်ကိုစိတ်နှင့်မှတ်ထားကြသည်ထို့နောက်ဖိုးထွေးတို့သာလှမ်းအောင်လိုက်သည်ကိုဖိုးထွေးနဲ့ကိုသားရကျိုးတွေဖြုတ်လိုက်ဗျာဖြုတ်ပြီးရင်လွတ်လို့ရပြီအေးဘိုးထင်ဖိုးထွေးနဲ့သားရသည်နဖားကျုံးမှခြေထားသောကျိုးများကိုဖြေပြီးလွတ်လိုက်ကမောင်ဘိုးထင်တို့ရှိသောအပင်ရိပ်တို့ပြေးလာကြတော့သည်နွားနှကောင်သည်ကရိုးပြက်လဲတဲ့တွင်ညနေဆောင်လူနေရောင်အောက်တွင်တကောင်နဲ့တကောင်ရန်ဆောင်နေပြီးတော့ဖိုးထွေး၏နွားမှတွန်တန်ပေးလိုက်စဉ်တာရ၏နွားမှပြေး၍ဝှေ့ပါလေတော့သည်နွားများသည်ရိုးပြက်လဲတဲ့အာမန်ကိုအကုန်သုံးပြီးတော့ဝှေ့နေကြသလိုတက်ပင်အောင်မှမောင်ဘိုးထင်တို့သည်လည်းတိုးဖြင့်တဖုံတဖန်ပိုးထိုးနေကြတော့သည်ကြည်ထားရောက်နေနော်ကိုဖိုးထွေးနွားကကန့်လန့်လှဲလိမ့်မယ်ကိုတရနွားကဂျိုကိုဝင်မှမခေဘူးဗျအေးဟုတ်တယ်အချိန်တန်ကြာသောအခါတာရ၏နွားသည်နောက်သို့ဆုတ်ကာနှင့်ပြေးပါလေတော့သည်ပြေးသည်ဆိုရ၌တခါတည်းတမ်းမပြေးပဲနဲ့ပြေးလိုက်ပြန်ဝှေ့လိုက်နဲ့မောင်ဘိုးထင်တို့တစ်ပင်ရိပ်နာပြေးလာရမောင်ဘိုးထင်နှင့်သားရည်သည်လောက်စလုံးများစိမ်းစားအုပ်များကိုလွှဲရည်ထဲထည့်ပြီးတစ်ပင်ပေါ်သို့အလင်းမြန်တက်ပြေးကြလေတော့သည်ကျန်သူများသည်မောင်ဘိုးထင်နှင့်သားရည်ကိုကြောင်ကြည့်ကနေသလိုကျန်သောသူများသည်လည်းလိုက်ဝှေ့နေသည့်ဖိုးထွေး၏နွားကျိန်လုံးဖြင့်ဝိုင်းပြကနဖားကျိုးကိုတင်းတင်းဆွဲလိုက်လေတော့သည်ဤသို့နှင့်ဖိုးထွေး၏နွားနှင့်သားရ၏နွားနှစ်ကောင်မှာဒဏ်ရာဗလက်ပွားနှင့်နွားတိုက်ပွဲကပြီးဆုံးသွားပြီလေတော့သည်ဦးုံသည်သူ၏အိမ်အောက်တန်းလျားတွင်ထိုင်နေသောမောင်ဘိုးထင်အားစူပူနေမိသည်စူရသည့်အကြောင်းကလည်းဖိုးထွေးနှင့်သားရ၏နွားများဒဏ်ရာများရလာရာလူကြီးများကစူငေါ၍မေးမြန်းသည့်အခါနောက်ဆုံးလက်သည်မှာမောင်ဘိုးထင်ဖြစ်နေသည့်အတွက်ဦးုံမှစူနေရခြင်းလည်းဖြစ်သည်ကောင်းလေးမင်းကွာနွားသားကြောင့်နဲ့ကောင်းနေတော့လိုက်ပြီးတော့နွားတိုက်ခိုင်းရတယ်လို့အဘကကျုပ်ပဲငေါ့နေတယ်ကျုပ်ကတိုက်ခိုင်းတယ်လို့ဘသူပြောတယ်ပြောတဲ့ကောင်ကျုပ်သွားလုံးပါမင်းအခုဒီဝင်မခံသေးဘူးလားဟာအဘကလည်းကျုပ်တိုက်ခိုင်းတာမဟုတ်ပါဘူးဗျာကျုပ်ကကိုဖိုးလေးနွားကကိုတာရနွားကိုနိုင်ပါမလားပဲပြောတာကျန်တာကသူတို့တိုင်းတိုက်တာကျုပ်နဲ့ဘာမှမဆိုင်မင်းလျှောက်ပြောနေမဟုတ်လားမယုံရင်တာအေးတို့အောင်မြင့်တို့ကြော်လွင်တို့မေးကြည့်ဗျာကျုပ်ပြောတာဟုတ်တယ်ဆိုရင်တော့အဘကျုပ်ကိုငေါထားတာတခုခုဝယ်ပေးရမယ်လာကြည့်သေးရဲ့အဘကမတရားမလုပ်တတ်ပါဘူးဗျာဟဲ့ကောင်မင်းလာမြောက်မနေနဲ့နော်ငါမမြောက်တတ်ဘူးကွာနော်မြောက်တာမဟုတ်ပါဘူးအဘရာကျုပ်အမှန်တရားကိုပြောတာပါအဘရဲ့တပည့်ဘိုးထင်ဆိုတဲ့ကျုပ်ကအဘနာမည်ကိုထိခိုက်အောင်မဟုတ်တာလုပ်ပါမလားအဘတည်တည်ကြစဉ်းစားကျုပ်ရင်းနှီးတော့ခတ်လိုက်အောင်မယ်ရင်းနှီးချင်းလေးတောက်ပြီးတော့စဉ်းစားဦးအောင်ဘာမှပြန်မပြောနိုင်ရင်မောင်ဘိုးထင်ဒီစပွဲကုံမှရင်းနှီးအိုးအားယူကမိဖို့ကြောင့်ဘက်သို့ထွက်သွားပြီးတော့ရင်းနှီးအိုးကိုရင်းနှီးဖြစ်ပြီးပြန်လာပြီးနောက်စပွဲခုံပေါ်ဝင်တင်းလိုက်ကဘဒီမှာရင်းနှီးကျုပ်ရွာထဲကိုသွားလိုက်အောင်မယ်ဗျဦးအောင်ဒီအိမ်ရောက်ရှိအိမ်တိုင်းမှာချိန်ထားသောလွယ်အိတ်ကိုယူပြီးအိမ်ဝိုင်းအပြင်သို့ထွက်သွားသောမောင်ဘိုးထင်ဟာကောင်းလေးမင်းကိုမနှက်ဖန်အလုပ်ခိုင်းမယ်သိလားညမှပြောတော့အဘကြီးကျုပ်တန်ကြိုသွားထိုးလိုက်အောင်မယ်မောင်ဘိုးထင်သည်အိမ်ဝိုင်းအပြင်သို့ထွက်ရင်းနဲ့ပြန်အော်၍ပြောလိုက်ပါတော့ပေပင်ရွာလည်းရှိမကြီးပင်များစွာပေါက်ရောက်နေသောအရေးအောက်တွင်ဖြစ်သည်ထိုအရေးအောက်တွင်ပေပင်ရွာသားများသာမကတခြားရွာသားများပါစုယုံနေကြသည်လောက်စလုံးကြီးတန်ကြိုထိုးကြသောမောင်ဘိုးထင်တို့ဖွဲ့တန်ကြိုမထိုးတော့ပဲလူကြီးလူငယ်လူရွယ်စုယုံနေသောထိုနေရာသို့ဝင်ကြည့်လိုက်ကြသည်ရွာသားများသည်ငွေကြေးဖြစ်၍ကွန်မီထိုးနေကြခြင်းလည်းဖြစ်သည်ကွန်မီဆိုသည်မှာဒိုးသီးဆယ်လုံးကိုထိုးပြီးတန်ကြိုကွင်းတကွင်းစွာအကွာအဝေးဖြစ်ပြီးတော့တန်းပြီးတော့စိုက်ထားရသည်ထိုတန်းထားသောဒိုးသီးဆယ်လုံးရှိတွင်စီးတစ်ခုတားထားသည်ထိုစီးအတွင်းမှကြကပေါက်ဖြစ်၍တရားမဝင်ကွန်မီတန်ကြိုထိုးရတွင်ဒိုင်းရှိသည်ဒိုင်းသည်ကွန်မီထိုးမိသူဟာအရင်ငွေဘလောက်ထိုးမိဆိုတာကိုမေးရသည်တကွင်းကို3ချိန်ထိုးလို့ရသည်တစ်ချက်တည်းတော်လို့ကတော်နိုင်သည်3ချိန်ထိုးခြင်းအပေါင်း9သည်အကြီးဆုံးဖြစ်သည်3ချိန်လုံးတက်ကြက1-3လုံးဖြစ်ကတစ်ချိန်တည်းနှင့်အလုံးရဲ့အများကြီးလဲရင်ပွက်ဟုခေါ်ပြန်သည်တစ်ချိန်တည်းနှင့်10လုံးတစ်ခါတည်းလဲကဂါကြီးဟုခေါ်ကဒိုင်းမှာတန်းရော်ပေးရသည်ထိုဂါကြီးဖြစ်သည်ကလည်းဖြစ်ခဲ့သည်ထိုလောင်းစားကိုကျေးလက်တော်ရများတွင်တရားဝင်ကစားနေကြသည်ထိုးသားများအကုန်ထိုးပြီးကဒိုင်းလုံးသူကနောက်ဆုံးမှထိုးကအယော်စားလုပ်ကြသည်ယခုမောင်ဘိုးထင်ဒိုင်းဖြစ်သူအနားကိုသွား၍ကြည်နေသည်ဒိုင်းသည်တခြားရွာသားဖြစ်ပြီးတော့ပေပင်ရွာသို့အမြဲရောက်နေသူဖြစ်ကမောင်ဘိုးထင်နှင့်တီးသူလည်းဖြစ်၏ဒိုင်းသည်အရက်ပလင်းကိုဘေးမှချကသူ့အလဲကြတိုင်းတစ်ချိန်မော့နေကြမောင်ဘိုးထင်သည်ဒိုင်းအနားမှနေ၍ပေပင်ရွာသားများထိုးသောအခါအော်ဟဲ့အားပေးလို့နေတော့သည်နောက်တစ်လာဗျာ1-3ရှယ်ကြီးပြိုနိုင်သောထိုးသားသည်ကမောင်ဘိုးထင်ကိုကြည့်ပြီးရေပြကလက်ပြလို့နေတော့သည်ရွာသားများအားလုံးသည်မောင်ဘိုးထင်လေးကိုချစ်ခင်ကြသလိုထိုရာကိုမသိသောဒိုင်းလုံးသူကမောင်ဘိုးထင်ဟာအောက်လန်းလေးတွားစမ်းကွာဝေးကိုတွားမင်းကောက်ကိုရှောင်းအောင်အောက်လန်းနဲ့လှုပ်ထားတာမဟုတ်လားခွေးမှသာအောက်လန်းလေးငါနာကတွားစမ်းမောင်ဘိုးထင်ဟာဒိုင်းလုံးသူတခြားရွာသားမှထိုတို့ပြောသောအခါတန်ကြိုထိုးမိတန်ကြိုကွင်းကိုကိုင်းထားသောငုတ်တုတ်ထိုင်နေသောသားရမှအဲ့လို
မင်းကဘာဆောက်စကားပြောရလဲတာရသည်တန်ကြိုနဲ့မောင်ဘိုးထင်ကိုပြောဆိုသည့်တိုင်ဟာပြစ်ဖို့လို့ရဘေးမှလူကြီးများဆွဲထားလိုက်ကြသည်ဖိုးတို့တတိုက်သည်လည်းလွယ်အိတ်ထဲမှလေးခွများကိုထုတ်ကပြစ်ဖို့ဟန်ပြင်းနေစဉ်လူကြီးများကလည်းဆွဲထားရပြန်တော့သည်အနေသောမောင်ဘိုးထင်တို့အဖွဲ့ထဲမှအောင်တန်းကြော်လွင်ဖိုးစိန်တို့ပင်လေးခွတပင်ပင်နဲ့ဖြစ်နေလေရာလူရဲတချို့မှထိန်းလိုက်ရပြန်သည်ထို့နောက်လူကြီးတို့သည်ဒိုင်လုံးသူတခြားရွာသားအားဟစ်ကောင်သားတယ်မင်းရွာမင်းပြန်တော့ကွာမင်းစကားကိုကြည့်ပြောဘိုးထင်ကငါတို့ရွာသားဖြစ်နေပြီနောက်တစ်ခါဘိုးထင်ကိုဒီလိုဆောက်စကားပြောရင်မင်းတို့ဘာငါတို့ဝိုင်းရိုက်ပြစ်မှာတော့ပြန်တော့ရွာထဲမှာလှပေဦးအမိရသောလူကြီးမှာဒိုင်လုံးသူကငောင်ငန်းပြောဆိုကပြန်ခိုင်းလိုက်တော့သည်ထိုသူပြန်သားမှရွာသားများသည်မောင်ဘိုးထင်အနာသို့လာကဘိုးထင်အေးစီဘာမှမဖြစ်ဘူးမင်းကိုထင်ရင်ငါတို့ပေပင်ရွာကိုထိတာနဲ့အတူတူပဲကလေးဥက္ကရာကြီးများဖြစ်သောဖိုးထွင်းနဲ့တာယာသည်ပင်မောင်ဘိုးထင်ပခုံးကိုတစ်ဖက်တစ်ချက်မှဖက်ကဘိုးထင်ညာငါတို့လူပြိုလှဲ့မှာလိုက်ခဲ့ကွာကြက်ကလာတာရချက်ကျွေးမယ်ဖိုးထွေးကိုကြီးကမောင်ဘိုးထင်မဆိုင်မတော့ခေါင်းငိမ့်လိုက်သည်ခေါင်းငိမ့်ရသည့်အကြောင်းကလည်းရှိသေးသည်ကြက်ကလာသားချက်လည်းချက်ကျွေးမိမဟုတ်ပါလားသို့ပေမဲ့မောင်ဘိုးထင်ကြက်ကလာသားဟင်တစ်ခုတည်းကြောင့်ခေါင်းငိမ့်ခြင်းမဟုတ်စကားလေးနှင့်သူ့အားပြောသည်ကိုရွာသားအားလုံးမကျေမနပ်ဖြစ်နေသည့်အတွက်မောင်ဘိုးထင်ကျင်းနေခြင်းပင်ဖြစ်သည်သူ့ဘော်ကောင်းသည့်ဒီရွာမှာအခြေချနိုင်ရန်ကြိုတင်ကသူတို့သမီးရှာကြည့်ထားမျိုးလည်းတွေးလိုက်ခြင်းကြောင့်ပဲဖြစ်ပါလေတော့သည်မောင်ဘိုးထင်ညနေဆောင်၍အိမ်ပြန်လာသည်အိမ်ရောက်သည်နှင့်ဦးဝုံးမှာကောင်းလေမင်းမနှက်ဖြန်မင်းရွာကိုသွားရမယ်ဗျာမောင်ဘိုးထင်သည်ဦးဝုံးအားကြည့်မျက်ရည်များဝိုင်းလာသည်ဝိုင်းနေသောမျက်ဝန်းထဲမှာမျက်ရည်များသည်လည်းဘယ်ဘက်မှအရင်တဖြည်းဖြည်းကျလာသလိုညာဘက်မှလည်းတဖြည်းဖြည်းကျလာသည်မောင်ဘိုးထင်သည်ကျလာသောမျက်ရည်များကိုလက်ကောက်ဝတ်နှင့်တုပ်လိုက်ပြီးနောက်အင်းမဗျာအဘအကျုပ်ကိုမနေစေခြင်းတော့လေကျုပ်ပြန်မမယ်အဘကိုကျုပ်အပြစ်တွေလုံးမိခွင့်လွတ်ဟဲ့ကောင်ဘာပြောနေရတော့အဘကကျုပ်ကိုပြန်ခိုင်းနေတာမဟုတ်ဘူးလားကဲဒီကောင်လေးကတော့ကြောင်တောင်နဲ့မနှက်ဖန်ညိုမောင်ကိုသွားခေါ်ပြီးတော့မင်းတို့ရွာမှာတရေပူးနေတဲ့လူရှိတယ်ငါ့ကိုလာခေါ်ထားတယ်သူတို့ပြောပုံရအဲ့ဒီတရေကိုမင်းအောင်နိုင်တယ်ကွာသွားထုတ်လိုက်ပြီးရင်ငွေ90တောင်းခဲ့မင်းကတော့အစိတ်ယူကြလားဟာအဘစောစောကလေးကပြောရောပေါ့အဲ့လိုပြောတော့ဘာဖြစ်မှာတော့ဗျာကျုပ်ကတော့အဘပြန်ခိုင်းတဲ့ထင်ပြီးဝမ်းနေလိုက်ရတာဒါနဲ့ကိုညိုမောင်မခေါ်ပဲတခြားသူခေါ်ရောရလားရတယ်မင်းကကူးမဲ့ကောင်ဟိတ်နဲ့ဟန်နဲ့တော့နေတော့ကလေးဆိုပြီးတော့အထင်မသေးအောင်ပညာသာပြလိုက်ငနက်ကိုခေါ်တော့ဟာငနက်ကိုမခေါ်ပါဘူးတရေတကောင်ကျုပ်ဖမ်းခဲ့မယ်အခုထမင်းစားပြီးရင်ကိုဖိုးတို့စီသွားလိုက်အောင်ပဲဗျမင်းကတော့ကွာအိမ်ကိုကတ်တယ်ကိုမရှိဘူးကြောင်အိမ်ထဲမှာကြက်သားကြော်ထားတယ်ထည့်စားလိုက်ပြီးရင်အပေါ်ကကောင်မတွေကိုကျွေးရမယ်ရက်ရောက်ပြီးမီးဖိုထဲမှာပြင်ဆင်ထားတယ်ကွာမင်းရွာထဲမသွားခင်ကျွေးခဲ့ဟုတ်ကဲ့ပါမောင်ဘိုးတင်နေဦးဝိုးစကားကိုဖြေပြီးတော့မီးဖိုကြောင်ဘက်သို့ထွက်သွားလေတော့သည်ဖိုးထွေးနဲ့တာယာတို့လူပိုပေါင်းမှာဘင်းကြိုတလက်ဖြင့်အင်ကြီးတအိမ်ရှိတွင်လက်ဆွမ်းပြလို့နေသည်မောင်ဘိုးတင်ကဖိုးထွေးတို့ယူလာသောကြက်သားကလာသားချက်ကိုတယောက်တည်းနောက်မှနေ၍လွေးနေသည်တချင်းတပုတ်ဆိုပြီးတော့အခါဖိုးထွေးသည်မောင်ဘိုးတင်ဟာဘိုးတင်မင်းကောင်တခုကူးညီမလားပြောလေကိုဖိုးထွေးငါ့ကိုဒီရင်ကမီးကြောကိုစားပေးပါလားမောင်ဘိုးတင်ခက်တာစဉ်းစားလိုက်သည်မျက်နှာမှာလည်းအနှဲငယ်ပြုံးလာကပေးလို့ရပါတယ်ဒါပေမဲ့ကျုပ်ကိုလည်းတခုကူညီရမယ်ပြောကွာကူညီမယ်မနှက်ဖန်ကျုပ်ရော်သွားဖို့ကိုဖိုးထွေးလိုက်ခဲ့ရမယ်ဖိုးထွေးခက်တာများစဉ်းစားလိုက်ပြီးနောက်ဘယ်လောက်ကြာမှာတော့သွားတာတရက်တော့ကြာတယ်ဗျနောက်နေတန်းပြန်လာတာပေါ့လိုက်မယ်ကွာမင်းသာစားပေးပြီစိတ်ကြကိုဖိုးထွေးကအခုသွားပေးပြီမပေးစားဟာမလုံးနဲ့ဦးကောင်းအခုတော့စိတ်ချောမင်းရွာကပြန်လာမှပေးပါပြီးတာပဲဗျမနှက်ဖန်အစောသွားမယ်ထမင်းထုတ်ခဲ့ဖိုးထွေးနဲ့မောင်ဘိုးထင်စကားကိုနားထောင်နေသောတာရသည်မောင်ဘိုးထင်အားကြည့်ကဘိုးထင်ငါလိုက်လို့ရလားရတာပေါ့ဗျာလိုက်မှသိကြလားသိကြတယ်ဘိုးထင်အဲ့ဒါဆိုကြော့ရင်လာခဲ့ဗျအိမ်တော့မလာဘူးကွာရွာထောက်ကစောင့်နေအဲ့ဒါဆိုလည်းပြီးတာပဲဗျကျုပ်ကစေးသွားကုမှာနော်တခုတော့မှားထားအောင်မယ်ကျုပ်ကိုလူနာကိုကုနေတဲ့အချိန်လေးလေးသားသားဆက်ဆံရမယ်မောင်ဘိုးထင်စကားကြောင့်ဖိုးထွင်းနဲ့တာရသည်မောင်ဘိုးထင်ကငေး၍ကြည်နေလေပါတော့သည်မောင်ဘိုးထင်တို့၃ယောက်မနဲ့ဝေလီဝေလင်းကလေးကပေပင်ရွာမှထွက်လာခဲ့ကြသည်အဖသွားထုတ်ပြီးမောင်ဘိုးထင်တို့၃ယောက်အနက်အငယ်ဆုံးဖြစ်သောမောင်ဘိုးထင်မှာဆရာဖြစ်သည်၃ယောက်လုံးလွယ်တယောက်လုံးလွယ်ထားကတွေ့ရငှက်များကိုပြစ်နေလေသည်မောင်ဘိုးထင်မှလမ်းတွင်ဖိုးထွင်းနဲ့တာရတို့အားမှားကြနေသည်တပည့်တို့ဘိုးတင်ဘယ်ရတပည့်လဲငါတို့ကအဖော်လိုက်တာနော်အေးပါဗျာမေးသွားလို့ပါဒါပေမဲ့အပမိအနေနဲ့အိမ်ရောက်ရင်တော့ကြုတ်ပြောတာတွေကိုတော့အလိုက်တတိနဲ့လုပ်ပေးဗျာနော်အေးပါကွာဒါနဲ့ကိုဖိုးထွင်းနဲ့ကိုသားတရေကြောက်တယ်လားကြောက်တော့ကြောက်တာပေါ့ကွာကျုပ်ပါတာပဲဗျာမကြောက်နဲ့ကျုပ်တင်းချင်းသွားပြီးတော့တရေမွေးအောင်ပါအဲ့ဒါတွေလည်းမင်းကလှုပ်တက်နေပြီလားနည်းနည်းတော့ဖြစ်နေပါပြီမကြခင်လက်တွေတီးရမှာပေါ့မောင်ဘိုးတို့၃ယောက်တင်းစင်းရွာကိုလမ်းလျှောက်လာရာနေမောတဲကျင်းနဲ့ညောင်ပင်ကြီးရဲ့အနာသို့ရောက်လာသည်မောင်ဘိုးတို့သည်ညောင်ပင်ကြီးကိုမြင်တော့အခါကိုဖိုးတို့နဲ့ကိုသားရအဲ့ညောင်ပင်မှာနားကြအောင်ဗျာတရေတမောအဲ့လိုကောင်းတယ်အဲ့ဒီပင်ကြီးကဖိုးတို့သည်အုပ်ဆိုင်နေသောညောင်ပင်ကြီးကိုကြည့်ကဘိုးထင်မင်းပင်ကြီးကတရေတွေပါတွေရှိမဲ့ပုံတော့ကိုဖိုးတို့ရတရေရှိတော့လေအစင်ပြေတော့ပေါ့တခါလဲဖမ်းသွားရုံပဲဟန်ကြတာမင်းကတော့လေ
မောင်ဘိုးထင်တို့သည်ညောင်ပင်ကြီးအောက်တွင်ဝင်ကထမင်းကြိုက်များကိုဖွင့်ပြီးထမင်းစားရန်ပြင်လိုက်သည်မောင်ဘိုးထင်သည်ဦးဝုန်း၏အစီရင်ခန်းထဲမှတရေမြင့်သောကားထားကိုအလွတ်ကျက်ပြီးရွတ်လိုက်ကလက်ညှိုးနှင့်သူ၏မျက်လုံးကိုကွင်းထားသည်တာရသည်သူ၏ထမင်းကြိုက်ထဲမှဟင်းနှင့်ထမင်းကိုအနှဲငယ်ယူကညောင်ပင်ကြီး၏ပတ်ဝန်းကျင်ကိုပတ်လိုက်ပြီစားကြပါတောက်ကြပါစားဦးစားပြကိုတင်မြောက်ပါတယ်ကိုသားကဘာလုပ်တာတော့ဗျငါကတောထဲသွားရင်အဲ့လိုလုပ်တယ်ကွာပြီးတာပဲဗျာစားကြစားပြီးရင်ခဏမေးကြမယ်သူတို့အားလုံးထမင်းစားနေကြသည်မောင်ဘိုးထင်သည်ထမင်းစားနေစဉ်တာယာပတ်ထားသောထမင်းဟင်းများအနားသို့တရေမကြီးတစ်ကောင်ညောင်ပင်ပင်စီမှထွက်လာကရှောက်လန်းလာနေသည်ကိုတွေ့လိုက်ရသည်မောင်ဘိုးထင်သည်တစ်ချက်ပြုံးလိုက်ကထမင်းကိုသာဆက်၍စားနေလေတော့သည်မောင်ဘိုးထင်တို့ထမင်းစားပြီး၍ညောင်ပင်ကြီးပေါ်တွင်တွေ့တက်နေသောຫນွေများကိုပကတ်ပုံပြုလို့၍မေးနေကြရင်စကားပြောနေကြသည်ဘိုးထင်မင်းဘင်ယိုတီးတတ်ချင်လားမတင်ပေးမယ်တော်ပါကိုဘိုးတို့ရာခမည်းကိုရွာလူကြီးသားမို့မခင်လေးအဖေကလေးခွားနဲ့မထုတာအဲ့ကောင်ဘိုးထင်မင်းကဂီတတောင်မခံစားတတ်ဘူးပဲမောင်ဘိုးထင်စကားကိုတာယာမှကြိတ်ပြီးရေးနေလေဟာဖိုးထွေးသိတော့မကျင်နဲ့မကျင်မနဲ့ဖြစ်နေတော့ဖိုးထွေးဟာမောင်ဘိုးထင်စကားဆိုလိုက်သည်ကျုပ်ကဘုံတီးကျင်တာမင်းဟာအဆန်းကြီးပါလားကျုပ်ဘုံလိုချင်တယ်ဗျာမင်းဘိုးတော်ဝယ်ခိုင်းလေဘိုးထင်စဉ်းစားထားပါတယ်ကျုပ်ဘုံတီးပြီးလူပြိုလဲခမည်းနှစ်ယောက်လိုက်ရမှာနော်ဖိုးထွေးနဲ့တာယာငြိမ်သွားသည်ပြောရသည်မဟုတ်မောင်ဘိုးထင်သည်ကပြောရင်တကယ်လို့သည်တော်ကြဘင်ဂျိုစားဘုံနှင့်အစားထိုးမိပြောကခက်ချီမိကိုတွေးပြန်သည်သူတို့တော့ရောက်စကားမပြောပဲအတန်ကြာငြိမ်နေသည်ထိုစဉ်မောင်ဘိုးထင်အိတ်နေသောຫນွေကြိုးများမှာလှုပ်ရမ်းလာရာဖိုးထွေးနဲ့တာယာမျက်လုံးပြူးကျလာသည်ဘိုးထင်မင်းຫນွေတွေကလှုပ်နေတယ်ဘိုးထင်သည်ຫນွေကြိုးများပေါ်မှအောက်ကိုဆင်းလိုက်၏ဖိုးထွေးနဲ့တာယာသည်လည်းလိုက်ပါဆင်းလိုက်ကမောင်ဘိုးထင်နာသို့သွားရနေသည်မောင်ဘိုးထင်သည်ညောင်ပင်ကြီးကိုပြုံးပြီးတော့ကြည့်ကတရေတကောင်မွေးမလို့ရှာနေတာအတော်ပဲသိငိုင်းသွားစရာမလိုတော့ဘူးမောင်ဘိုးထင်စကားကြောင့်ဖိုးထွေးနဲ့တာယာလမ်းဖြန့်ကမောင်ဘိုးထင်အနောက်သို့ဝင်လေသည်မောင်ဘိုးထင်လည်းကြည်သောဖိုးထွေးနဲ့တာယာသည်ကကလေးသားမောင်ဘိုးထင်နောက်တွင်ရပ်လိုက်ပြီးမောင်ဘိုးထင်ပခုံးကိုကန်ကဘိုးထင်ငါကြောက်တယ်ကွာဘာလို့လုံးမလို့မကြောက်ပါနဲ့ဗျာဘိုးထင်ပါရင်ဘယ်သူမှဒုက္ခမရောက်စေအောင်အေးပါကွာခမည်းတော်ကြောက်စရာလမ်းစရာတွေမြင်မပြေးနဲ့နော်ပြေးရင်တော့ကျုပ်လည်းတာဝန်မယူနိုင်ဘူးမောင်ဘိုးထင်စကားကြောင့်ဖိုးထွေးနဲ့တာယာခေါင်းကိုသာညှိပြီးအတန်မထွက်တော့သူတို့ဟာမောင်ဘိုးထင်မှနောက်လှည့်ကြည့်ပြီးတော့ကြောက်မနေနဲ့လေဗျာအေးပါကွာမင်းအားကိုးပါတယ်ဘိုးထင်ရဟုတ်တယ်အားကိုးပါတယ်ကွာဖိုးထွေးနဲ့တာယာစကားကြောင့်မောင်ဘိုးထင်ကျင်းတော့တစ်ချက်ပြုံးလိုက်ပြီးနောက်ညောင်မင်းကြီးကိုကြည့်ကမန်တန်တစ်ပုတ်ကိုမျက်လုံးမိတ်ပြီးမန်ပါရွတ်ကဒီပင်ကတည်းနင်းအောင်ငါမွေးခြင်းတယ်လက်ခံကအခုချက်ချင်းငါရှိကိုလာခဲ့မောင်ဘိုးထင်စကားဆုံးသည်နဲ့ညောင်မင်းကြီးပင်စီမှာရှုပ်ပွားနေသောသပင်ကိုဖားလာချပြီးတော့နနွေးများပမာဝင်းဝနေသောမျက်နှာမှာမျက်စိတို့ကမင်းနဲ့လိုနေသည်အနှဲရောက်ထမင်းကြီးကိုရင်ရှားထားပြီးကြည်ရဆိုသောတရေမတကောင်မှာမောင်ဘိုးထင်မလန်းမကန်းနေရက်နေသည်ဖိုးထွေးနဲ့တာယာတို့ကတုံရီနေပြီးတော့မောင်ဘိုးထင်ပခုံးကိုသာတင်းဆုပ်ကင်ထားရကိုဖိုးထွေးနဲ့ကိုသားရကျုပ်ပခုံးရောကျိုးတော့မယ်နားလိုက်တာဗျာကြောက်လို့ပါကွာဘာမှမကြောက်နဲ့ကျုပ်ရှိတယ်မောင်ဘိုးထင်သည်ကြံသူနှစ်ယောက်အားမကြောက်ရန်ပြောလိုက်ပြီးနောက်တရေမကိုဆေးကြည့်ကတရေမနင့်နာမည်ဘယ်လိုခေါ်လဲမြခင်ဟူတရေမပြောလိုက်တော့ကြောင့်သူ၏အမေနာမည်နဲ့တူပါလားဟုတွေးလိုက်သည်သူ၏အမေဖြစ်နေမလားဆိုတဲ့အတွေ့တော့မောင်ဘိုးထင်စိတ်ထဲတွင်တစ်ဆက်ကလေးများမရှိနေအဖေကြောင့်ဆိုတော့မောင်ဘိုးထင်တွေးထားသောသူ၏အမေမှာမင်းသမီးလေးတစ်မျှလှသည်ဟုထင်ထားသောကြောင့်လည်းဖြစ်သည်ယခုသူ၏ရှေ့တွင်ရှိသောတရေမသူ၏အမေဟုလုံးဝမထင်ပါထို့နောက်မောင်ဘိုးထင်သည်တရေမနင်းကိုငါ10ရက်ကိုအမဲသား2ပိတ်သာကျွေးမယ်နင်ကငါခိုင်းတာလုပ်ရမယ်လုပ်မလားလုပ်မယ်တရေမသည်ကွဲအပ်6ကပ်နေသောအတန်ဖြင့်ပြန်ပြေလေသည်ထိုအခါမောင်ဘိုးထင်သည်လုံးမယ်ဆိုစာချုပ်ချုပ်ရမယ်နင်းနေတဲ့နေရာကိုပြောဒီညောင်ပင်မယ်အေးဟုတ်ပြီမောင်ဘိုးထင်သည်ညောင်ပင်ပင်စီအနားသွားပြီးသူ၏လက်ထိတ်ကိုလွဲအိတ်ထဲမှပါလာသောဓားကလေးဖြင့်ဖောက်ကညောင်ပင်ပင်စီကိုသွေးများပေစေပြီးနောက်ငါဘိုးထင်တရေမများခင်ကို10ရက်ကိုအမဲသား2ပိတ်သာကျွေးပါမည်မကျွေးပါကငါနဲ့ငါမိသားစုဒုက္ခရောက်ပါစေတရေမများခင်သည်ငါဘိုးထင်ခိုင်းသမျှကိုလုပ်ရမည်မောင်ဘိုးထင်သည်တရေမအားမွေးပြီးဖြစ်၍တရေမဘက်ကိုလှည့်ကနင်းကိုငါပိုင်ပြီနော်ငါနောက်ကိုလိုက်ခဲ့တင်းစိန်ရွာတဲ့တရေပူးနေတဲ့သူကိုငါအမိတ်ပေးမောင်းထုတ်လိုက်ကြလားနောက်တစ်ခါပြန်မပူးနိုင်အောင်လည်းလုပ်ပေးတရေမသည်မောင်ဘိုးထင်၏စကားကိုခေါင်းညှိပြီးပျောက်ကွယ်သွားပါလေတော့သည်မောင်ဘိုးထင်သည်ဖိုးထွေးနဲ့တာယာကိုခေါ်ကတင်းစိန်ရွာသို့ခရီးဆက်လိုက်ပါလေတော့သည်မောင်ဘိုးထင်တို့ညနေဝင်လူအချိန်တွင်တင်းစိန်ရွာဝင်သို့ရောက်လာသည်ရွာအဝင်တွင်တင်းစိန်ရွာမှဦးစောဆိုသောသူနှင့်ဦးမိုင်းဆိုသည့်လူနှုတ်ရက်ဆောင်နေကမောင်ဘိုးထင်တို့ကိုမြင်သောအခါဘိုးထင်ဆရာကြီးမပါဘူးလားမပါဘူးဗျအဘကကျုပ်ကိုပဲလွှတ်လိုက်တာဟုတ်ပါမလားကွာတော်ရုံဆရာတွေမရလို့ဆရာကြီးကိုပင့်တာနော်မယုံရင်ပြန်ရုံပဲကျုပ်အဘကိုပြန်ပြောလိုက်မယ်မောင်ဘိုးထင်သည်ဖိုးထွေးတို့အပြန်မြည်ဟုသဘောတွင်မျက်စာပြစ်ပြီးနောက်လှည့်သည့်အချိန်တွင်ဦးစောဆိုသူမှာမပြန်လိုက်ပါနဲ့ကွာဘိုးထင်ရလာလိုက်ခဲ့ပါဆရာကြီးကမင်းကိုလွှတ်လိုက်တာဆိုတော့လေမင်းပဲကုပါ
ပြီးတာပဲဗျာရှေ့ရလမ်းပြနေုံခဏလေးဘိုးထင်သည်ရှေ့မှသွားတော်မူဦးစောနှင့်ကိုမိုင်းကိုလက်ကပြလိုက်ပြီးလွယ်ထားသောထမင်းချိုင်းနှင့်လေးခွလောက်စာများအစာရှိသည့်ထည့်ထားသောလွယ်အိတ်ကိုချွတ်လိုက်ပြီးတော့ဖိုးထွေးကိုပေးလိုက်သည်တဲခဲ့သေးကြဂီယူဆိုင်လွယ်ကြလားဖိုးထွေးကမျက်စိတစ်ပတ်မိတ်ပြပြီးပြောလိုက်ရာဖိုးထွေးအောင်သက်ဖြင့်လွယ်အိတ်ကိုယူလိုက်ရတော့ထို့နောက်မောင်ဘိုးထင်သည်လက်တစ်ဖက်နှင့်ဦးစောတို့အားသွားဟုသဘောနှင့်ပြလိုက်ပြီးနောက်လက်နှစ်ဖက်ကိုနောက်ပြည့်၍ကြောမော့စွာလမ်းလျှောက်နေတော့သည်သူ၏စိတ်ထဲတွင်ဟန်နှင့်ပန်နှင့်နေဟုပြောသောဦးဝုန်း၏စကားကိုနားထောင်နေသည်ဟုလည်းတွေးနေပြီးတော့သည်ဂျင်းနယ်သည်မိခွဲ၏အလင်းရောင်အောက်တွင်အသက်15နှစ်ရွယ်ကောင်လေးတယောက်မျက်လုံးပြူလိုက်အန်ကျိတ်လိုက်နေပါးစပ်မှလည်းငါ့ကိုအမဲသားကြွေတော့မကြွရင်ဒီကောင်လေးကိုတတ်စားမှာအကွဲနေသောအတန်ကြီးဖြင့်ပြောစကားသည်ကောင်လေး၏ခန္ဓာကိုယ်နှင့်မလိုက်ဖက်စွာထွက်ပေါ်လိုနေသည်ထိုချိန်မောင်ဘိုးထင်သို့ရောက်လာပြီးနောက်ပူးကပ်နေသောကောင်လေးအနာဝင်ထိုင်လိုက်ပြီးအိမ်ပေါ်တွင်ရှိသောကောင်လေး၏မိဘများအားဘလို့စားဖြစ်တာတော့ကျုပ်ကိုပြောပါဦးတော်တဲ့ထင်းခုတ်ကအပြန်ဖြစ်တာပဲဘိုးထင်ဘိုးထင်သည်မျက်နှာကိုမကြည့်မသာလှုပ်ပြီးချောင်းဟန့်လိုက်ရာအစောကပြောသောဝင်ပူးခန့်ကောင်လေး၏ဖခင်သည်ပြန်၍ပြင်ပြောလေတော့သည်တော်ရဲသွားပြီးဖြစ်တာပါပဲဆရာလေးဘိုးထင်ကျုပ်ကိုမပင့်ခင်တခြားသူတွေကိုပင့်သေးလားပူးကပ်နေတဲ့အကောင်ပြောသူတော်လှုပ်လိုက်လားဆရာနှစ်ယောက်တော့ပင့်ပြီးတော့ထုတ်ပါသေးတယ်ဒါပေမဲ့သူတို့ပြန်သွားရတယ်ပြန်ပူးတာပဲအမဲသားလည်းသွားကြွေးပါတယ်ကြွေးနေတော့ခဏပဲပြီးရင်ပြန်ပူးတာပဲဆရာလေးဘိုးထင်ကဲဘာမှမပူရနဲ့တော့ဆရာဝင်းရဲ့တပည့်ဆရာဘိုးထင်ရောက်လာရင်အကုန်ပျောက်သွားပြီသားမှမောင်ဘိုးထင်ထို့သို့ကိုရည်သွေးပြောဆိုနေစဉ်ဝင်ပူးခန့်နေသောကောင်လေးတီကမောင်ဘိုးထင်လေပင်ကိုညှစ်မိဟန်ပြုတ်နေစဉ်ညခင်ဒီကောင်ကိုနောက်တစ်ခါပြန်မပူးရအောင်လှုပ်စမ်းမောင်ဘိုးထင်စကားဆုံးတဲ့နဲ့ဝင်ပူးခန့်နေရသောကောင်လေးတီနောက်သို့လန်ကျသွားပြီးမျက်လုံးများပြူးပြီးငြိမ်သွားလေတော့သည်ခဏကြာသောအခါမှသတိပြန်ရလာကမေကျုပ်ဘာဖြစ်တာတော့ဘိုးထင်ကဘယ်လိုလုပ်ရောက်နေရလဲဆိုဝေနေဘာမှဖြစ်တော့နော်ဆရာလေးဘိုးထင်လို့ကောသူကနင်းကိုကူပေးလိုက်တာဗျာဆရာလေးဘိုးထင်ဟုတ်လားမောင်ဘိုးထင်အိမ်ရှင်များအားကူသားကငွေ90တောင်းလိုက်ရာကြည်ပြူစွာနဲ့ပေးပြီးနောက်မောင်ဘိုးထင်အိမ်ရှင်များချပေးထားသောရင်းနှီးချမ်းကွက်ကိုဟန်ပါကိုင်းလိုက်ပြီးနောက်ကဲကျုပ်တပည့်လေးလည်းဗိုက်စာနေလောက်ပြီးညစာလေးကျွေးဖို့အစီအစဉ်ရှိရင်ကျွေးပါအောင်မောင်ဘိုးထင်ရင်းနှီးချမ်းကိုတောင်းရင်ထို့သို့ပြောလိုက်တော့အခါဖိုးထင်နဲ့သားရမျက်လုံးပြူ၍မောင်ဘိုးထင်ကကြည့်နေလေရာမောင်ဘိုးထင်သည်မမြင်ရန်ဆောင်ကမျက်နှာလွှဲနေလေတော့သည်စိုးဝေကိုအပထုတ်ပေးပြီးနောက်စိုးဝေမိဘများသည့်မောင်ဘိုးထင်တို့ဟာညစာကိုကောင်းမွန်စွာကျွေးမွေနေသည်မောင်ဘိုးထင်မှာအားရပါရထမင်းစားနေရာဖိုးထွေးသည်မောင်ဘိုးထင်ကိုကြည့်ကဆရာလေးဘိုးထင်ကညစာအသားဟင်းနေမစားဘူးကြက်ကာလာသားဆိုပို့လို့တော့မစားဘူးဗျဖိုးထွေးသည်ထို့သောပြောကကြက်ကာလာသားကြက်လေးဟာမောင်ဘိုးထင်တဲ့ဝေးရကိုဆွဲလိုက်သည်တာယာသည်လည်းဖိုးထွေးနေတူဟုတ်တယ်ဗျဆရာလေးဘိုးထင်ကဝက်သားရည်လည်းမစားဘူးနည်းနည်းပဲစားတာမောင်ဘိုးထင်ထည့်စားပြီးတော့လေတာယာသည်မောင်ဘိုးထင်မလန်းမကန့်မှဝက်သားဟင်းပကံအားသူ့ရှေ့တွင်ချလိုက်သည်မောင်ဘိုးထင်သည်ထမင်းစားနေရင်ဖိုးထွေးနှင့်တာယာကိုမျက်လုံးပင်းကြည့်လိုက်တော့လေဖိုးထွေးနှင့်တာယာသည်ကမမြင်ကြအောင်ဆောင်ကထမင်းစားနေသည်ထို့နောက်မောင်ဘိုးထင်သည်တပည့်လေးတွေကမသိဘူးထင်တယ်အသားချောင်းနေရာတွေဘာတွေကမနေ့ကနောက်ဆုံးနေတပည့်လေးတွေကိုမပြောလိုက်ရအောင်မောင်ဘိုးထင်သည်ထို့သို့ပြောလိုက်ပြီးနောက်ဟင်းခွက်များကိုပြန်လဲဆွဲယူလိုက်ပါလေတော့သည်မောင်ဘိုးထင်သည်အဘထုတ်ပေးလိုက်ရာအိမ်မှာပြန်ထွက်လာပြီးနောက်မောင်ဘိုးထင်သည်ဖခင်အိမ်သို့လှမ်းလာခဲ့လိုက်မောင်ဘိုးထင်ဖခင်အိမ်ရောက်သောအခါမောင်ဘိုးထင်ဖခင်ဦးကောင်းသည်ကိုပြည့်တင်ထိုင်ပြီးအရက်တောက်နေသည်မောင်ဘိုးထင်သည်အိမ်ဝိုင်းထဲဝင်သွားပြီးမိခွက်မထုံးအမောင်ထဲတွင်အရက်တောက်နေသောဦးကောင်းဟာအဖေကျုပ်ဘိုးထင်ပါအေးဘိုးထင်အလဲလာလားမောင်ဘိုးထင်ခိတ္တကြောင်ကြီးသွားသည်အမြဲဂျိုကောင်လေးဟုခေါ်သောအဖေဖြစ်သူသည်ယခုဘိုးထင်ကိုခေါ်နေပြီမဟုတ်ပါလားသူကြောင့်ငင်းနေစဉ်ဦးကောင်းသည်ဆက်ပြီးစကားဆိုလာသည်ဘိုးထင်ထမင်းရောစားပြီးပြီလားနေ့လေကငါချက်လာတာရှိသေးတယ်သွားစားဒီမှာအိမ်မှာမဟုတ်လားနောက်ကဧည့်သည်လားမီးရောင်မရှိလာရောက်မိန်မိန်လေးအောက်တွင်ဘိုးထင်တော်မှဖိုးထွင်းနဲ့သားရကြည့်ပြီးဦးကောင်းပြောလိုက်ရမောင်ဘိုးထင်ခေါင်းကိုညှိလိုက်ပြီးဟုတ်တယ်ဖေကျုံနေတဲ့ရွာကပဲကျုံနောက်ကိုအဖော်လိုက်လာတာသူတို့အတွက်ကောဆိုထမင်းချက်ရလိမ့်မယ်ငါလှဝင်းတို့အိမ်ကဟင်းနဲ့သွားယူလိုက်အောင်မယ်ဒီနေ့ဒီကောင်တွေဝတ်ဖော်တာတယ်ဖခင်ဖြစ်သူပြောင်းလဲသောဆက်ဆံမှုကြောင့်မောင်ဘိုးထင်အံ့ဩဝမ်းသာလုံး၏ဘာပြန်ပြောရမည်နည်းဟုတွေးတောနေစဉ်ဖိုးထွင်းမှဦးကောင်းကစကားပြောလိုက်တော့သည်ဦးလေကျုပ်တို့ညသာစားပြီးပြီဗျဟေးဟုတ်လားကွာစိုးကြီးအရဆိုင်ကလားမဟုတ်ဘူးဗျဘိုးထင်အပထုတ်ပေးတဲ့အိမ်ကကျွေးတာဟာဘိုးထင်ကအဲ့ပညာကြီးတက်နေပြီလားဟုတ်တယ်ဗျအေးကောင်းတယ်ဘိုးထင်ငါမိကွက်သွားထုံးလိုက်အောင်မယ်ကွာဦးကောင်းကိုပြမထားရန်ပြင်လိုက်စဉ်မောင်ဘိုးထင်သည်ရတယ်ဖေကျုပ်သွားထုံးလိုက်မယ်မိချင်းနဲ့မိကွက်အရင်နေရာမှာပဲမဟုတ်လားအေးကွာကျုပ်သွားလိုက်ပါမယ်မောင်ဘိုးထင်အိမ်ပေါ်တက်သွားလိုက်သည်မကြမီမောင်ဘိုးထင်အိမ်လေးသည်မီးရောင်လေးများထုံးလင်းလာလေတော့သည်ထို့နောက်မောင်ဘိုးထင်တို့သည်အိမ်ဝိုင်းထဲသို့လူတစ်ယောက်ဝင်လာသည်နှင့်ထိုသူရဲ့ပါးစပ်မှလည်းဘိုးထင်ဆိုတဲ့ကောင်ရွာထဲလာတာတော့ငါ့ကိုမပြောဘူးကွာတကယ်ကောင်ထိုဒီမှာမောင်ဘိုးထင်ကိုငငယ်တည်းကတန်ရောစင်ရှိသောအရက်ဆိုင်ပိုင်ရှင်ကိုစိုးကြီးဖြစ်သည်
ကိုစိုးကြီးသည်မိကွက်ထုံးပြီးပြန်ဆင်းလာသောမောင်ဘိုးထင်၏ပခုံးကိုပုတ်လိုက်ပြီးနောက်မင်းဆိုတဲ့ကောင်တကယ်ကိုနေနိုင်တာပဲကွာရွာကိုရောက်ချင်းငါးစီကိုဝင်မှာမနှမ်းမှဝင်မလို့ပဲဦးစိုးကြီးကသမင်းစားပြီလားငါရင်လိုက်ခဲ့ကွာအကြက်ကာလာသားချက်ချက်ထားတယ်စားပြီဗျအဲ့ဒါဆိုလဲဟင်းတယ်ခဲ့မယ်ကွာအဲ့လိုဆိုလဲကောင်းတာပဲဗျာစားရင်တောင်းရင်စကားပြောရတာပေါ့ဒါနဲ့မင်းဧည့်သည်တွေကဒါလုပ်တတ်လားဦးစိုးကြီးသည်လက်မအားပါဇက်ထဲထဲမောပြရင်လည်းပြောလိုက်ရမလုပ်တတ်ဘူးဒါပေမဲ့အဖေတော့ယူခဲ့အောင်မင်းအဖေကိုလည်းတေးချကြည့်အောင်စွတ်ပြီးတော့တိုက်မနေနဲ့ငါသွားယူလိုက်အောင်မယ်ဦးစိုးကြီးပြောမှမောင်ဘိုးထင်လာရအောင်မှာသူ၏အဖေဟာတေးချကြည့်လိုက်မိသည်မျက်နှာအပါဝင်အသားရည်များကဖောင်းပွားနေပြီဖြစ်သည်နှစ်ရှည်အရက်ကြီးတောင်းနေသောဖခင်သည်ပွာရောင်းနေသောအသားရည်ကိုပိုင်ဆိုင်နေပြီဖြစ်သည်မဟုတ်ပါလားဦးကောင်းသည်ဖိုးထွေးသားရတို့နှင့်ရေမောကစကားကောင်းလို့နေသည်ညမကြသောအချိန်တွင်ဦးစိုးကြီးပြန်ရောက်လာပြီးနောက်ကြက်သားကလာသားချက်ကိုအိုးလိုက်မှလာကအရက်တပလင်းကိုပါခါထိုးလာသည်ဟိုရက်ပလင်းကိုမောင်ဘိုးထင်အားပေးလိုက်တော့ကဦးကောင်းသည်ဘိုးထင်နင်အရက်တောက်တတ်နေရလားမတောက်ပါနဲ့ကွာမတောက်ပါဘူးဗျအဖေအတွက်မှားလိုက်တာငါလည်းအရက်များနေပြီအရက်ကကြေးကြုံလည်းဖြစ်နေပြီမင်းကငါအပြစ်တွေဖိုးမိတယ်ငါတောင်းမှန်ပါတယ်ကွာဦးအောင်ပြောတာမှန်တယ်ကွာတကယ်တော့မင်းနဲ့ဘာမှမဆိုင်ဘူးထားလိုက်ပါအဖေဟာအခုတော့ပျော်ပျော်ပါပါစားတော့ကြတာပေါ့အရက်တော့မတော့ကြအောင်နော်အေးပါဗျသူတို့အလုံးရေကမောကဖြင့်စားတော့ဝိုင်းလေးကစိုးပြေသွားရှိလို့နေပြီထို့နောက်ဦးစိုးကြီးပြန်သွားချိန်မောင်ဘိုးတင်တော်အိတ်ဖို့ပြင်ဆင်လိုက်ကြသည်သူတို့အိမ်မောကြနေသောအချိန်တွင်အိမ်ကိုပြစ်ပေါ်တွင်အမျိုးသမီးတဦးထိုင်နေပြီးတော့တစ်ချက်ငိုရှိုက်တန်ထွက်ပေါ်လာနေသည်ကိုသူတို့အိပ်ပျော်နေသောကြောင့်သူတို့ကြားနိုင်မည်မထင်တော့ပါမောင်ဘိုးတင်တော်သိစိတ်ရွာမှမနက်အစောထွက်လာခဲ့ရာပေပင်ရွာသို့ညနေရောက်လာသည်ရွာထိပ်ရောက်သည်နှင့်တာယာသည်မောင်ဘိုးထင်ရစကားဆိုလေသည်ဘိုးထင်မင်းနောက်ကိုငါတို့လိုက်ပေးတယ်နော်မင်းလည်းငါတို့အကူကြီးတောင်းရင်လုပ်ပေးရမယ်စိတ်ကြပါဗျာကိုသားတို့အတွက်ဆိုကျုပ်ကစေတနာအပြည့်နဲ့ကူညီမှာကိုသားတို့လို့မဟုတ်ဘူးငါတို့အမင်းကိုစေတနာမပါဘူးလို့ပြောတာလားဝတ်သားကော်ကြီးဆွဲသွားတာစေတနာပါတာလားဟာလားမင်းကရောတို့ကိုများတပည့်လေးပါလေးနဲ့အဘကဟိတ်နဲ့ဟန်နဲ့နေဆိုလို့ပါဗျာကဲထားလိုက်ပါတော့နောက်2ရက်လောက်နေရင်မင်းကောင်တော့လိုက်ခဲ့ရမယ်ဘဲကူတော့မြမင်္ဂလာကိစ္စလို့သာမှတ်ကွာတို့သွားပြီဘိုးထင်းနဲ့တာယာသည်မောင်ဘိုးထင်းကိုနှုတ်ဆက်ကသူတို့၏အိမ်များသို့ထွက်သွားကြတော့သည်မောင်ဘိုးထင်းသည်လည်းဦးဝုံ၏အိမ်သို့ရောက်သည်နှင့်ဦးဝုံကငွေ90အကုန်လုံးအပ်လိုက်သည်ဦးဝုံသည်မောင်ဘိုးထင်းကငွေစိတ်ပြန်ပေးတော့ကမောင်ဘိုးထင်းသည်အဘကျုပ်မယူခြင်းဘူးဗျယူပါကွာမင်းကလည်းမင်းကူတော့ကျုပ်အခုငွေစိတ်ကိုမယူခြင်းဘူးဗျကျုပ်လိုချင်တာရှိရင်အဘကိုပြောမယ်အဘဝဲပေးအေးကွာအဲ့ဒါဆိုလည်းကောင်းပြီမင်းလိုချင်တာရှိရင်ငါ့ကိုပြောမှာပေါ့ဗျမောင်ဘိုးထင်းစိတ်ထဲတွင်6လုံးဘက်ပုံကိုတွေးနေသည်ဆိုတာကိုတော့ဦးဘုံတယောက်မသိနိုင်ဦးဘုံသည်မောင်ဘိုးထင်းနှင့်အတူပါလာသောတရေမအားခြံဝါးတွင်တွေ့ရ၍မင်းတကောင်ဖမ်းခဲ့တာလားဟုတ်တယ်ဗျဘယ်နားလေးနေရာပေးရမလဲမင်းရေသွားချိုးပြီးနားလိုက်တော့ငါကြည့်လောက်လိုက်မယ်ဟုတ်ကဲ့ဗျမောင်ဘိုးထင်းသည်လွယ်အိတ်ကိုအိမ်ရောက်တွင်ချိတ်ကအိမ်ပေါ်သို့တက်သွားတော့သည်ဦးဘုံသည်ခြံဝါးသို့သွားလိုက်သောအခါခြံဝါးနှင့်ရွက်နေသောညောင်မင်းကြီးမှတရေမအားတွေ့ရနင်းကညောင်မင်းရတစေမဟုတ်လားဟုတ်တယ်နင်းကိုဘိုးတင်ဖမ်းလာတာမဟုတ်ဘူးငါလိုက်လာတာနင်းနဲ့သူကဘာဆိုင်လို့လဲအဲ့ဒါငါသားဦးအောင်ဒီသစေမဟာတေချာကြည့်ကနင်းပြန်တော့နင်းနဲ့ဘိုးတင်ကဘာမှမဆိုင်ဘူးနင်းနဲ့သူကဘဝချားနေပြီမပြန်ဘူးငါစကားကိုနားမထောင်ဘူးပေါ့ဦးအောင်ဒီခြံဝါရှိဩဇာဘက်မှအရွက်ကိုခူးကမြေအောက်တွင်ချလိုက်ပြီးနောက်ဖနှောင်းနဲ့ပေါက်ကပြန်ကောက်ပြီးတော့သစေမဟာပြက်ပေါက်လိုက်ရသစေမအနာသောအရေးမဲများစွာကဦးအောင်၏အိမ်ဝိုင်းတွင်မှထွက်လာပြီးနောက်သစေမအားရက်ပတ်ကရွာပြင်သို့တဲဆောင်သွားပါလေတော့သည်ထို့နောက်ဦးအောင်သည်တပ်ပင်တစ်ချက်ကိုလေးပင်စွာချလိုက်ပြီးနောက်အိမ်ရောက်ရှိတန်းလျားတွင်ထိုင်နေလိုက်တော့သည်များမကြာမီရေမိုးချိုးပြီးပြန်လာသောမောင်ဘိုးတင်သည်တန်းလျားတွင်လာထိုင်ပြီးနောက်အဘကျုပ်ခေါ်လာတဲ့ကောင်းမအောင်လူလေအဲ့လိုမခေါ်နဲ့လေအဘပဲအဲ့လိုပြောရမယ်ဆိုဦးအောင်ခိတ္တမြငြိမ်သွားသည်ကောင်းလေမင်းခေါ်လာတဲ့သူကိုငါလွှတ်လိုက်ပြီဘာလို့လဲအဘရဲ့စာချုပ်တောင်ချုပ်ပြီးပြီကိုဘာမှဖြစ်ပါဘူးငါလွှတ်လိုက်တယ်အဲ့ဒီအမကကျုပ်အမေနာမည်နဲ့လာတူနေတယ်အဘရဲ့နာမည်သာတူတာပါဗျာကျုပ်အမေရဲ့ယုံနေတော့တခြားစီနေမှာ။ तू ကကျုပ်ဆရာယုတ်ကြီးကျုပ်အမေကမင်းသမီးလေးတို့လှတဲ့ယုတ်လားမှမဆိုင်ဘူးပါရ။စပွဲကုန်းပေါ်ရှိလင်းချမ်းအိုးထဲမှာရေနွေးချမ်းအားယူနေပကံလုံးထဲသို့ငှဲ့ပေးရင်းနဲ့ထိုသူကားကိုပြောနေသောမောင်ဘိုးထင်ဟာဦးအောင်တယောက်ဂီယူနာတက်စွာဖြင့်ငေးကြည့်နေပါတော့သည်။တစေမကြီးဟာသူ၏အမေဖြစ်သည်ဆိုသောကိစ္စအားဖုံးကွယ်ထားလိုက်ပါလေတော့သည်။မောင်ဘိုးထင်နှင့်တစေအမေမိရဇလန်းလျာဤမြသာမကြမီမှာတော့အောင်လန်းဘိုးထင်နှင့်မင်္ဂလာဆောင်အမိရောက်ဇလန်းလေးကိုဆက်လက်တင်ဆက်ပေးပါမည်ခင်ဗျာ။စာရေးသူမောင်တင်ဆန်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။နားဆင်သူပရိသတ်ကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။